နေ့ကတော့သူတို့ဒါမြက်ခင်းထဲကိုစလွတ်တာပေါ့နော်မြက်ခင်းစိမ့်ထဲကိုစပြီးတော့ပြန်လွတ်ပြီးတော့သူတို့ရာသီဥတုကလည်းตาယာမြက်တွေကလည်းစိမ့်ဆိုးလှပနေရောစိမ့်ဆိုးနုဖတ်ဒီမျက်နှာမကရတာသူတို့ဘယ်နှလားရှိပါလဲ2 လလောက်ရှိပါတယ်အခုမှပြန်စားရတာ2 လတော့မရှိဘူး2 လပဲထားပါသူတို့ကြည့်ပြီးတော့စိတ်ချမ်းသာတက်တည်းကလည်းရှယ်ကောင်းနှုတ်ဖတ်နေရာသီဥတုလေးကလည်းตาယာပြီးတော့စိမ့်ဆိုးနေမှာတစ်ချက်ကြည့်လိုက်ညလေးလည်းတစ်ချက်ကြည့်လိုက်နှုတ်ဖတ်နေဒီမှာရာသီဥတုကလည်းအရင်လည်းမအေးဘူးလေးလေးနည်းနည်းဖြူဖြူလေးနဲ့နေလိုကောင်းတဲ့ရာသီဥတုလေးပေါ့စိမ့်ဆိုးလှပနေဒါကိုရီးယားရဲ့စောင်းဦးရာသီပြီးတော့စောင်းဝင်လာပြီပေါ့နော်စောင်းရဲ့အစပေါ့စောင်းရာသီတော့ကုန်သွားပြီပေါ့အေးဓာတ်တွေစဝင်နေပြီပေါ့ဒီရွယ်တွေကနှင်းဖုံးသွားလဲမသေးတော့ဘူးစိတ်ချသွားပြီအခလေးတွေဒီနေ့ပထမဆုံးပေါ့တို့ကြည့်ရစိတ်ချမ်းသာတယ်အခုလိုမျိုးစိမ့်စိမ့်ဆူဆူနဲ့မြက်ခင်းထဲမှာလွတ်ထားကြည့်ပြီးတော့ရက်တည်းကသူတို့နေ့တိုင်းမြက်ချောက်ပဲစားရတာလေအစာချောင်းနဲ့မြက်ချောက်နဲ့မြက်ချောက်ဆိုပေမဲ့လည်းကောင်းပါတယ်သူတို့ခလေးတွေကျွေးတယ်မြက်ချောက်တွေကအာဟာရပြည့်တယ်ဒါပေမဲ့ဒီမြက်စိမ့်လောက်တော့ပဲကောင်းမလဲဒီဟာတော့အကောင်းဆုံးပဲပေါ့ဒီကောင်လေးဒီမြက်တွေစားပြီးတော့သူတို့ပြန်ထုတ်လိုက်တဲ့ဟာတွေကြာနန်းနဲ့နန်းသက်စားခြင်းဆိုရင်ဒါအနန်းဝင်းကလည်းအဲ့ကြတော့ပျော့သွားပြီပေါ့ဝင်းလည်းမျက်နှုတ်ကြိုက်ရတော့ဝင်းလည်းပျော့သွားပြီနောက်ကြရင်ဒီကောင်လေးတွေကျွန်တော်တကောင်ချင်းစီပေါ့နော်ဟိုဘယ်ကောင်လေးတွေကဘယ်လိုစောင့်ကြည့်ရမယ့်ကောင်လေးတွေလဲဒါဒီကောင်ချင်းစီကိုကျွန်တော်ပြောပြပေးမယ်ပေါ့နော်ကျွန်တော်ကြိုက်တဲ့ကောင်လေးတွေရောကျွန်တော်ဒီမှာဟိုပါပေါ့အပျော်တန်းအလောင်းစားလေးတစ်ခုလုပ်ထားတာဒီမြင်းတွေတွေကပေါ့နော်ရွေးပေါ့ကြိုက်တဲ့3ကောင်ရွေးနောက်နှစ်ကြရင်စောင့်ကြည့်မှာပေါ့ဘယ်ကောင်ကခြေကောင်းလဲပေါ့ဒါကိုယ့်ရဲ့ဟိုမြင်းရဲ့ကြီးတဲ့ဘယ်လိုပြောမလဲဘယ်လောက်ကြီးတတ်လဲပေါ့နော်မြင်းဘယ်ကောင်ကောင်းလဲမကောင်းလဲဒါစမ်းသက်တဲ့သဘောအနေနဲ့ပေါ့နော်ဒါကိုရီးယားအဖိုးကြီးတယောက်ရယ်ကျွန်တော်ရယ်နောက်တစ်ယောက်ကခွတ်သားတဲ့ကိုရီးယားဘဲကြီးတယောက်ရယ်ဒါသူတို့ကရွေးထားပြီပေါ့နော်ခွတ်သားတဲ့တယောက်ကဒီမြင်းလေးကိုရွေးထားတယ်ခွတ်သားတဲ့တယောက်ကဒီမြင်းမလေးကိုသူကောင်းတယ်ပေါ့နော်ဒါသူ့ရဲ့အမြင်ပါပေါ့နောက်နှစ်ကြာရင်တော့စောင့်ကြည့်အောင်ဘယ်မြင်းကကောင်းမလဲသူကဒီမြင်းမလေးကဒီထဲမှာအတီးတအုပ်လုံးထဲမှာသူကြိုက်ဆုံးကဒီကောင်မလေးပေါ့ခွာသားတဲ့လူရွေးထားတဲ့မြင်းပေါ့ကြီးတဲ့လူတွေလည်းနောက်ကျရင်ရွေးကြည့်ပေါ့နော်ကျွန်တော်အခုကအခန်းထဲမှာတကောင်ချင်းစီကိုတိတိချာချာရိုက်ပြပေးမယ်ပေါ့ပြီးရင်သူတို့ရဲ့အမေတွေဖေတွေအကြောင်းလေးတွေပါပြောပြပေးမယ်အဲ့ကြရင်ရွေးပေါ့ရွေးကြည့်ပေါ့ကိုယ့်အကောင်ကျွန်တော်နောက်ကျရင်ဘယ်ကောင်လေးကတော့ဘယ်လိုစုတွေရတယ်ပေါ့ဘယ်ကောင်ကတော့ဘယ်လိုဖြစ်သွားတယ်ပေါ့ပြောပြပေးမယ်ပျော်ပေါ့ကိုယ့်ရဲ့ဟိုမြင်းကြည့်တဲ့ဟာကြည့်တတ်လားမကြည့်တတ်လားမှန်လားမှားလားပေါ့နော်ဒါအပျော်ကြည့်တဲ့သဘောပေါ့ဒီ
ဒီထဲမှာတကောင်တော့ဖယ်ထားတယ်အချီလေးတကောင်အဲ့တကောင်တော့ရွေးခွင့်မပေးတာဘူးဘာလို့ဆိုတော့အဲ့တကောင်ကသူကမအေရောဖိတ်အေရောကထိတ်တယ်ဆိုတော့မြင်းရွေးခိုင်းလိုက်တယ်ဆိုတော့အဲ့ကောင်စရွေးတာဗောနော်အဲ့ကောင်ကိုတော့ဖယ်ခိုင်းတာတယ်ဘာလို့ဆိုတော့အဲ့ကောင်ကလူတိုင်းရွေးတာ哦အဲ့တကောင်ကကျလူတိုင်းရွေးတော့သူ့တော့ဖယ်ထားတယ်သူ့ကိုဖယ်ပြီးတော့ကြံတဲ့အကောင်တွေဗောနော်ကြံတဲ့အကောင်တွေရွေးခိုင်းတာကြံတဲ့အကောင်တွေကသူတို့အုပ်ထဲနေရလဲတတိတော်ထားရတယ်တစ်ခါကျရင်လန့်ပြီးတော့ထပြင်းပြေးတာစိတ်မှကမှန်းတာမဟုတ်လေးလေးကတိုက်နေထပြင်းပြေးတာကြည့်ရှောင်ရတယ်လေယူကတိုက်သူတို့စိတ်ယူပေါက်တဲ့ချိန်ဆိုတတိထားရတယ်လာပတာယာနေတော့ဒီနေ့ကတော့ဒါမြင်းမကြီးတွေကတော့နောက်တစ်ပတ်သူတို့လွတ်တော့မယ်ပေါ့နော်ဒီကောင်လေးတွေကြတော့လွတ်လို့ရဘာလို့ရလဲဆိုတော့သူတို့ကညဘက်မသိဘူးလေဟိုမူးရွာတဲ့ခါကျရင်သိန်းတာတော့ဘာတော့ဟိုကမြင်းမကြီးတွေကြတော့ဒီလို channel မှာတောက်လျှောက်ထားတာဆိုတော့မူးရွာလဲထားနေပူလဲထားဆိုတော့နင်းလဲတောင်တောင်ကြတော့တအားကြီးကြတော့မှလာသိန်းတာဆိုတော့တောက်လျှောက်ထားတော့မြက်တုံးတာပေါ့နော်အဲ့တော့သူတို့အတွက်ကညက်ကလေးနည်းနည်းအလင်းမြအောင်ထားရတာမဟုတ်ရင်ပြန်သိမ်းပြီးတော့မြေစီပြန်ပတ်ရတာပေါ့နော်မြေစီပြန်ပတ်ရင်အဲ့ဒါတစ်လားပြန်ဆောင်ပေါ့မြေစီပတ်ချင်းပတ်ပြီးချင်းသူတို့ပြန်လှုပ်လို့မရဘူးပေါ့နော်အဲ့မြေစီရဲ့ဟိုနည်းနေတက်ကျွန်းတက်ကြံနေကြံမှာဆိုလို့သူတို့အားကြောင့်မြက်ကိုအလှင်လေးရအောင်ကိုကသူတို့ထားသေးတာမသေးဘူးမြင်းမကြီးတွေကနောက်တစ်ပတ်လောက်မှလွတ်ကလေးတွေကတော့ပြဿနာမရှိဘူးပေါ့သူတို့ကရာသီဥတုမကောင်းရင်သိမ်းတာဆိုတော့မြက်ကအလင့်မိတယ်ဒါတော့ကလေးတိုင်းကြီးပေါ့ကလေးတိုင်းဆိုတော့သူကမကန်ဘူးအဲ့လိုမျိုးရင်တယ်ပေါ့ဒီထဲမှာအရင်ဆုံးပေါ့အားကြောင့်သူဒီထဲအပေါ်ထည့်ထားတယ်ပေါ့တကယ်တမ်းအမှမြတ်တော်တဲ့စားဟိဆိုတော့အမှကြည့်တွေ့လားအဲ့လိုဆိုတွေ့လားမဟုတ်တာတွေရှောက်စားနေတွေ့လားအဲ့မှကြည့်အမှမြတ်ခင်းအစိမ့်လိုက်ကြည့်နော်ဟိုမှာဟိုကောင်တွေလည်းကြည့်တွေ့လားအဲ့လိုဒီကောင်လေးတွေကအဲ့လိုမစားပါလားတော့မှမြတ်ခင်းအကျယ်ကြီးနုဖတ်မစားဘူးမကြည့်မဟုတ်တဲ့ဟို6သွားပြီးတော့ကြိုက်နေအဲ့လိုသွားဟဲ့ဟုတ်တော့အားကောင်းစားပါလားနုဖတ်နေကတ်တလာဆွဲတော့ဝက်ချန်နေဟာတော့လန့်ဆွဲလိုက်သေးတယ်နိုးတယ်တော့ဟိုဟေး哦ငါတွေ့လားငါတကောင်တွေ့လားဟိုဝက်ချန်ဘာမှမဟုတ်တယ်မြေ6လို့လန့်ဆွဲအဲ့လိုနိုးတယ်မခက်ပေဘူးလားနော်ဟမ်ဘလောက်မြက်ကောင်းကြီးစားပါလားစားမယ်နဲ့ကတက်ပြီးရင်ခြံစည်းရိုးတွေရှောက်တိုးကျိုးစားစရာမရှိလို့တိုးတာလည်းမဟုတ်ပြီးရှောက်စားဘိုက်တွေအောင်ဆေးကူက